ယေရှုခရစ်တော်ကဗုဒ္ဓတရားတော်တွေကိုတကယ်ပဲသင်ယူလေ့လာတမ်းမြောက်ခဲ့ပါလားသို့မဟုတ်ယေရှုခရစ်တော်ကယဟန္တာတပါးပါးစမှာဓမ္မပညာကိုခံယူလေ့လာစီးပူးခဲ့ဘူးပါလားဒီမေကွန်းကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုထဲမှာတမိုင်းအထောက်အထားတွေနဲ့ဖြည့်ရှင်းသွားပေးခြင်းနဲ့ဆိုတော့ဒီအဖြေကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းပြစေတကယ်ပဲယေရှုခရစ်တော်ကအသက်12နှစ်ကနေအသက်30ကြာဒီ session နဲ့အတွင်းမှာဂျေရုဆလင်မြို့ကနေပြီးတော့တိဘက်ကိုတွားပြီးယဟန္တာတပါးပါးစမှာဓမ္မပညာကိုခံယူလေ့လာစီးပူးခဲ့ဘူးပါလားဒီမိကွန်းရအဖြေကဘယ်ထဲမှာရှိတယ်လဲဆိုရင်တမန်ကျမ်းစာထဲမှာမြင်တွေ့နိုင်တယ်လို့တမိုင်းအထောက်အထားရတွေနဲ့လည်းကျွန်တော်တို့မြင်တွေ့နိုင်တယ်ဆိုတော့ယေရှုခရစ်တော်ကဂျေရုဆလင်ကနေတိဘက်အထိယဟန္တာတွေစမှာတွားပြီးတော့တပည့်ခံခဲ့တယ်ဆိုတဲ့အရာကလုံးဝတမိုင်းအထောက်အထားရမှန်ကန်မှုမရှိပါဘူးဒီအရာကိုပြောဆိုနေခြင်းကလည်းလောက်ကျန်ဇလန်ဇကွက်တစ်ခုတက်တာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်နဲ့ဒီဗီဒီယိုထဲမှာအတိအလင်းပြောပြရစေဆိုတော့ကျွန်တော်တို့တမိုင်းအထောက်အထားတွေနဲ့ကြည့်မယ်ဆိုရင်နံပါတ်1တစ်ချက်ဂျေရုဆလင်နဲ့တိဘက်လိုနေရာမျိုးကမိုင်ပေါင်းခရီးများစွာဝေးပါတယ်ဒီလိုခရီးများစွာဝေးတဲ့မိုင်ပေါင်းများစွာဝေးတဲ့ခရီးတစ်ခုကိုအသက်12နှစ်သားတစ်ယောက်ကခရီးထွက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲအဲ့ဒီခေတ်တည်းမှာစပိန်မရှိဘူးဆိုင်ကယ်မရှိဘူးလေရင်ပြမရှိဘူးကားမရှိပါဘူး။ဆိုတော့အဲ့ဒီအခါတော့ခရီးသွားတဲ့သူတွေကခြေကျင်နဲ့ခရီးသွားတဲ့သူတွေရှိတယ်။နည်းနည်းပတ်စံကျွဲဝချမ်းသာတဲ့သူတွေကမြင်းတွေမြင်းရထားတွေနဲ့ခရီးသွားတဲ့သူတွေဖြစ်တယ်။ဆိုတော့ယေရှုခရစ်တော်ရဲ့မိသားစုကသူမြင်းရထားတွေနဲ့ခရီးသွားရလောက်အောင်ချမ်းသာတဲ့မိသားစုတစ်ခုမဟုတ်ပါဘူး။ဆိုတော့ကဒီအချက်ကိုကြည့်ခြင်းအဖြစ်ယေရှုခရစ်တော်ကဂျေရုဆလင်ကနေတိဘက်ထိသွားပြီးတော့ယဟန္တာတွေဆိုမှာဗုဒ္ဓတရားတော်တွေကိုသင်ယူလေ့လာတတ်မြောက်ခဲ့ခြင်းလုံးဝမရှိခဲ့တယ်လို့တွားရောက်တပည့်ခံခဲ့ခြင်းနဲ့လုံးဝမရှိခဲ့ဘူးဆိုတဲ့အရာကိုထောက်ပြနေပါတယ်ဒုတိယတစ်ချက်ယေရှုခရစ်တော်ကဂျူးလူမျိုးအဖြစ်မွေးဖွားလာတာဖြစ်တယ်ဂျူးလူမျိုးတွေရဲ့ဓလေ့မှာဘာရှိလဲဆိုရင်မိသားစုတစ်ခုရဲ့တာဦးတွေကမိသားစုဝင်ကိုဖခင်ရဲ့အတွက်ထမ်းကူရတဲ့ဓလေ့ရှိပါတယ်ကျွန်တော်မြန်မာစကားလိုပြောရင်အကိုကြီးအဖရာဆိုတယ်လို့မိသားစုဝင်ကိုထမ်းကူရပါတယ်အဲ့ဒီတော့ယေရှုခရစ်တော်ကအဲ့ဒီ12နှစ်ကနေအသက်30အထိဘာလုပ်နေတယ်လဲဆိုရင်သူ့ရဲ့မိသားစုဝင်ကိုထမ်းကူနေတယ်လို့ကျွန်တော်တို့နဲ့နားလည်ရပါတယ်ဒါပြည့်ယေရှုခရစ်တော်ကဖခင်စင်စစ်ဖြစ်လျက်ဘာကြောင့်မို့အသက်12နှစ်ကနေ30ဒီကြားမှာတရားမှာပြခဲ့တာလဲဆိုရင်ယေရှုခရစ်တော်ရဲ့လူဇာတိခံလာတဲ့အခါဂျူးလူမျိုးတွေအနေနဲ့လူဇာတိကိုခံလာတာဖြစ်တယ်ဆိုတော့ဂျူးလူမျိုးတွေရဲ့ထုံးစံမှာဘာရှိလဲဆိုရင်လူတစ်ယောက်ကအသက်30အရွယ်ပြည့်မှလူကြီးစရင်ဝင်ပါတယ်ဆိုတော့ယေရှုခရစ်တော်ကအသက်30မတိုင်ခင်တရားဟောမယ်တရားပြမယ်ဆိုရင်သူကဂျူးလူမျိုးတွေရဲ့အမြင်ထဲမှာဘာဖြစ်သွားတယ်လဲဆိုရင်ဖခင်ရဲ့တရားတော်တွေကိုအသက်မပြည့်သေးတဲ့လူတစ်ယောက်ကလိုက်ဟောနေတယ်ဆိုရင်ဒါဖခင်ကိုမထီမဲ့မြင်ပြုတယ်လို့သူတို့မြင်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့ယေရှုခရစ်တော်ကအသက်30အထိတရားမပြခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီအတွင်းမှာသူကမိဘတွေနဲ့အတူပဲမိသားစုဝင်ကိုထမ်းကူခဲ့တယ်လို့ကျွန်တော်တို့နားလည်ရတယ်အဲ့ဒါဆိုယေရှုခရစ်တော်ကဘယ်အချိန်တွင်းမှာဖခင်ဖြစ်သွားတယ်လဲကျွန်တော်တို့နားလည်တယ်လို့ယေရှုခရစ်တော်ကလူဇာတိကိုခံပြီးမှပဲလူသားကနေပြီးတော့ဖခင်ဖြစ်သွားတဲ့ဖခင်မဟုတ်ပါဘူးဖခင်စင်စစ်ကနေပြီးတော့လူဇာတိကိုလာခံတဲ့ဖခင်ဖြစ်ပါတယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်ယေရှုခရစ်တော်ကတခြားဘယ်ဘာသာဘယ်ဖခင်ဖြစ်ဖို့အတွက်နီလန်းကိုမှသူ့အနေနဲ့တင်ယူစရာမလိုပါဘူးဘာကြောင့်လဲသူကိုယ်တိုင်ဖခင်ဖြစ်နေတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဂျေရုဆလင်ကနေပြီးတော့တိဘက်အထိသွားပြီးတော့ဗုဒ္ဓတရားတော်တွေကိုတွားရောက်တင်ယူခံယူလေ့လာနေဖို့မလိုအပ်တော့ပါဘူးဘာကြောင့်လဲသူကပင်ကိုငကိုကနေဖခင်ဖြစ်ပြီးတာဖြစ်နေတဲ့အတွက်ကြောင့်မို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အချင်းချင်းပြောရမယ်ဆိုရင်ယေရှုခရစ်တော်ကဂျေရုဆလင်ကနေအသက်12နှစ်အရွယ်မှာတိဘက်အထိသွားပြီးတော့အသက်30နှစ်အထိဒီ session ရဲ့အတွင်းမှာယဟန်တော်တွေဓမ္မပညာကိုတင်ယူခံယူလေ့လာစီးပူးခဲ့တယ်ဆိုတဲ့အထောက်အထားကဒီတမိုင်းအထောက်အထားပထဝီမြေအထောက်အထားအရာလုံးဝမှန်ကန်မှုမရှိဘူးဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ပြောရင်းနဲ့ဒီလောက်နဲ့ညီကုန်းချုပ်အပ်ပါတယ်အရောက်စီးစီတိုင်းမှာဖျားချင်ကောင်းကြီးပေးပါစေ